မင်္ဂလာပါဒါကတော့ကျွန်တော်တို့ Visonic Wireless Audio Conference ကို Customer Meeting Room မှာတက်ဆင်ပေးခဲ့တာပဲဖြစ်ပါတယ်ဒီခန်းထဲမှာတော့ Visonic ရဲ့ Wireless Microphone 21ချောင်း Visonic Camera နဲ့ Visonic Speaker တို့ကိုအသုံးပြုထားပါတယ်အမှန်အနေနဲ့ Visonic System ကိုအသုံးမပြုခင်မှာ Meeting ခန်းထဲမှာကြိုးရှုပ်တာတွေတစ်ဘက်ကအတန်ကိုမကြားရတာအတန်မရှင်းလင်းတာ Echo ဖြစ်တာတွေစတဲ့ပြဿနာတွေကိုတွေ့ရှိခဲ့ပြီး Discussion တွေမှာလည်းအနှောက်အယှက်တွေဖြစ်ခဲ့ပါတယ်အခုတော့အဲ့ဒီပြဿနာတွေကို Visonic ကဖြေရှင်းပေးမှာဖြစ်ပါတယ်ဒီ system မှာ Visonic microphone ရဲ့ digital push to talk button ဟာလည်း digital touch ဖြစ်တာကြောင့်အသုံးပြုရလွယ်ကူပါတယ် Visonic ရဲ့ microphone ဟာ wireless design ဖြစ်တဲ့အပြင် speaker ဟာ crystal clear audio quality ကြောင့်စကားပြောသူတယောက်ချင်းစီရဲ့အသံကိုတိကျရှင်းလင်းစွာရရှိနိုင်မှာဖြစ်ပါတယ်Visonic Wireless Conference System ကို Board Meeting Room, Government Meeting Room နဲ့ Corporate Discussion တွေမှာအသုံးပြုနိုင်ပါတယ်။ Smart Meeting Room တစ်ခုကိုဖန်တီးခြင်းပြီး Professional Image ကိုမြင့်တင်ခြင်းနဲ့ဆိုရင် Visonic ရဲ့ Wireless Conference System ကိုရွေးချယ်တက်ဆင်ခြင်းဟာအသင့်တော်ဆုံးပဲဖြစ်ပါတယ်။